ကျွန်တော်တို့ရဲ့ပထမဆုံးသတင်းနဲ့ဆက်လိုက်ရအောင်ခနော်ဂရိုက်ကမကြသေးခင်ကဖြစ်ရက်တွေအပြီးမှာအလာဂျကိုကာကွယ်ဖို့ထွက်လာခဲ့ပြီးတိုက်ခိုက်ရေးပြည်သက်တွေကြားမှာအငင်းပွားမှုတွေအများကြီးဖြစ်စေခဲ့တဲ့နီလန်းနဲ့ဖြစ်ပျက်ခဲ့တာတွေကိုမှတ်ချက်ပေးခဲ့ပါတယ်။အလာဂျဟာတိုက်ပွဲမှာခက်ခဲတဲ့သင်ခန်းစာတစ်ခုရခဲ့တယ်လို့သူကပြောခဲ့ပေမဲ့အဲ့ဒီလိုဖြစ်နေပေမဲ့လည်းသူဟာလေးစားထိုက်တဲ့တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ကြောင်းသက်သေပြခဲ့ပါတယ်။တချို့လူတွေကအောင်ပွဲဒါမှမဟုတ်အခြေအနေတွေကိုအငင်းပွားမှုဒါမှမဟုတ်တန်တရားတွေလိုမြင်ကြရင်တောင်ဒီအတွေ့အကြုံကအနာဂတ်မှာသူ့ကိုပုံမအားကောင်းလာစေလိမ့်မယ်လို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။ဒါဟာတိုက်ခိုက်ရေးအားကစားရဲ့သဘောတဘာဝပါပဲ။တနေ့မှာအနိုင်ရပြီးတနေ့မှာဂီတတင်ယူရမယ်ဒါပေမဲ့အရေးကြီးတာကဘလို့ပြန်လာမလဲဆိုတာပါပဲလို့သူကအလေးပေးပြောကြားခဲ့ပါတယ်။အဲ့ဒီမှာတင်မရက်တန့်ခဲ့ပါဘူး။မက်ဂရက်ဂိုကပြီးခဲ့တဲ့လအနည်းငယ်အတွင်းလူမှုကွန်ရက်မှာသူနဲ့အလာဂျာတို့စကားအပြန်အလှန်ပြောဆိုပြီးနောက်ထင်ခရာဖိုရဲ့ရခင်ထုတ်ပြန်ချက်တွေကိုလည်းတုံ့ပြန်ခဲ့ပါတယ်။မကြသေးခင်ကဖြစ်ရက်တွေအပြီးမှာ Crawford ကသူ့ကိုအနိုင်ယူပြီးသူနဲ့ Shaker နှစ်ယောက်လုံးကိုတပြိုင်နက်တည်းအနိုင်ယူဖို့ပြောနေတဲ့သူဟာဒီလူပဲလို့တရော်တဲ့မှတ်ချက်တစ်ခုတင်ခဲ့ပါတယ်။ဒါပေမဲ့ McGregor ရဲ့တုံ့ပြန်မှုတေးဂီတကထက်မြက်ပြီးတိုက်ရိုက်ပါပဲ။မင်းပါပြောနေတာလဲမင်းမှာနှပန်းစွမ်းရင်ရှိပေမဲ့တိုက်ပွဲတစ်ခုနဲ့ပတ်သက်လာရင်မင်းဝင်ရောက်ဆွတ်ဖက်ဖို့အဆင်သင့်မဖြစ်သေးဘူးလို့ပြောပါတယ်။သူ့အမြင်အရဒီပြုမှုကစိတ်ပျက်စရာပါပဲ။ယလာဂျာကတကယ်တိုက်ပွဲကွင်းထဲကိုဝင်ရောက်ပြီးဂိမ်းစီးမြင့်တွေအတွင်းမှာရှုံးနိမ့်ခဲ့ရပေမဲ့တခြားသူတွေကတော့အဲ့ဒီစိန်ခေါ်မှုကိုရင်ဆိုင်ဖို့တတိတောင်မရှိကြဘူးလို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်ခနော်ကသူ့ရဲ့တိုက်ခိုက်မှုကိုဆက်လက်လှုပ်ဆောင်ခဲ့ပြီးရောနောကိုခံပညာတိုက်ခိုက်ရေးသမားတွေမရှိတဲ့အချိန်မှာဘာကြောင့်လက်ဝဲသမားတွေအများကြီးဒီပွဲမှာပါဝင်လာရတာလဲလို့မေးခွန်းထုတ်ခဲ့ပါတယ်တေးဂီတာသူတို့တွေကတချို့ကသူတို့ရဲ့တက်တောင့်တက်တာဆုံးကနေမထွက်ခွာချင်ကြဘူးလို့သူယူဆပြီးသူ့ရဲ့တဲ့စကားကိုထက်မြက်ပြီးဆွဲဆောင်မှုရှိတဲ့ပုံစံနဲ့ညီကုန်းချုပ်ခဲ့ပါတယ်။တကယ်တိုက်ပွဲတွေမှာတကယ်တတိလိုအပ်ပြီးလှောင်အိမ်ထဲဝင်တာကအပြင်မှာစကားပြောတာနဲ့လုံးဝကွာခြားတယ်ဆိုတာကိုအလေးပေးပြောကြားခဲ့ပါတယ်။ဒီသတင်းစကားကပရိသတ်တွေကြားမှာအကြီးအကျယ်လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ပါတယ်။တေးဂီတာအချင်းချုပ်ကိုဖော်ပြပေးလိုက်ပါတယ်။နောက်ထပ်ဇလန်တစ်ပုဒ်ကိုဆက်သွားရအောင်။ White House ကပြီးနောက်မကြသေးမီကဖြစ်ရက်တွေအပြီးမှာရက်စွန်းကပြင်းထန်တဲ့ဖော်ပြချက်တွေနဲ့အငင်းပွားမှုတွေကိုစတင်ခဲ့ပါတယ်။သူကအီလီဂျအရန်ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကိုအတိတ်ပဲများစွာပါဝင်တဲ့သတင်းစကားနဲ့မှတ်ချက်ပေးခဲ့ပြီးတခြားသူတွေထက်ကိုမြင့်တင်သူတွေဟာတနေ့မှာဒီအားကစားရဲ့လက်တွေ့အခြေအနေကိုပြန်လည်သတိရလာလိမ့်မယ်လို့ပြောကြားခဲ့ပါတယ်။ဒီနယ်ပယ်မှာအဆင့်မျိုးရှိပြီးထိတ်ဆုံးကိုရောက်ဖို့ဆိုတာအမြဲတမ်းရှိနေရမယ်လို့မဆိုလိုကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။အစ္စလမ်ကဖြစ်ပျက်ခဲ့တာဟာရှင်းလင်းတဲ့သင်ခန်းစာတစ်ခုဖြစ်ပြီးလက်ဝဲသမားတိုင်းဟာအားကစားနယ်ပယ်အတွင်းကကွဲပြားချက်တွေနဲ့အတွေ့အကြုံတွေကိုလေးစားဖို့လိုအပ်ကြောင်းညွှန်ပြနေတယ်လို့လည်းသူကထပ်လောင်းပြောကြားခဲ့ပါတယ်ပြီးတော့သူကဂျက်ဆတ်တင်ကိုဂုဏ်ပြုခဲ့ပြီးသူဟာဘသူထက်မဆိုခါဘတ်ကိုပိုထိုက်တန်ကြောင်းနဲ့အခက်ခဲဆုံးအချိန်တွေနဲ့အကြီးမားဆုံးစိန်ခေါ်မှုတွေကိုရင်ဆိုင်ရမှာသူ့ကိုယ်သူတက်တည်ပြခဲ့တယ်လို့အလေးပေးပြောကြားခဲ့ပါတယ်အဲ့ဒီမှာတင်ရက်မနေပဲလက်ဝဲသမားတိုင်းရဲ့အသက်မွေးဝမ်းကြောင်းမှာအကြီးမားဆုံးတိုက်ပွဲမှာနှုတ်ထွက်တာဒါမှမဟုတ်ရက်တက်တာကလူတိုင်းလုံနိုင်တဲ့အရာမဟုတ်ဘူးလို့ပြောကြားခဲ့တဲ့ပြင်းထန်တဲ့တုံ့ပြန်မှုတစ်ခုကိုဖြစ်ပေါ်စေခဲ့တဲ့ကြေညာချက်တစ်ခုပြုလုပ်ခဲ့ပါတယ်။ဒါကိုလူအများကအိုင်လီလာနဲ့ဖြစ်ပျက်ခဲ့တာနဲ့ပတ်သက်ပြီးတိုက်ရိုက်နဲ့ခိုင်မာတဲ့သတင်းစကားတစ်ခုအဖြစ်မြင်ကြပါတယ်။အစ္စလမ်ရဲ့စကားတွေဟာမြန်ဆန်ပြန့်နှံ့သွားပြီးပရိသတ်တွေကစကားစုတစ်ခုစီကိုခွဲခြမ်းစိတ်ဖြာပြီးနောက်ွယ်ကစစ်မှန်တဲ့အတိတ်ဘယ်ကိုရှာဖွေလာကြပါတယ်။အခြေအနေကိုပုံမပြင်းထန်စေခဲ့တဲ့နောက်ထပ်ဖြစ်ရပ်တစ်ခုမှာအာမန်ကပြီးခဲ့တဲ့အပတ်ကအိုင်လီလာကိုအနိုင်ရဖို့ဂျက်ဆတ်တင်အတွက်$1တန်လောင်းကြီးထပ်ထားခဲ့တယ်လို့ဖွင့်ဟခဲ့ပါတယ်ဒီဆုံးဖြတ်ချက်ဟာပရိသတ်အများပြားကိုအံ့အားသင့်စေခဲ့ပြီးအထူးသဖြင့်လောင်းကြီးရဲ့တန်ဖိုးဟာကြီးမားပြီးအန္တရာယ်များစွာရှိတာကြောင့်ပါဒါပေမဲ့အံ့အားသင့်စရာကတော့တိုက်ပွဲပြီးဆုံးပြီးနောက်မှာအာမန်ဟာ$5တန်းအမျက်ဆုံးများစွာရရှိခဲ့ပြီးလှောင်အိမ်ပြင်ပမှာအပြောများဆုံးနာမည်တွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်တယ်ဝမ်ရဲ့ဖော်ပြချက်တွေနဲ့အာမန်ရဲ့ကြီးမားတဲ့လောင်းကြီးတွေကြားမှာဒီဖြစ်ရပ်တွေဟာဘလော့ဂါရဲ့ပြောစရာဖြစ်လာခဲ့ပြီးပရိသတ်တွေနဲ့ပြိုင်ဘက်တွေကြကြီးမားတဲ့တုံ့ပြန်မှုနဲ့အဓိကကွာဟချက်ကိုဖြစ်ပေါ်စေခဲ့ပါတယ်။ညဟာမမေ့နိုင်စရာခိုက်တန့်တွေနဲ့မျှော်လင့်ချက်တွေကိုလုံးဝပြောင်းလဲစေခဲ့တဲ့ရလဒ်တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။အချင်းချုပ်ပြောရရင်မကြသေးခင်ကဖြစ်ရပ်တွေအပြီးနောက်ထပ်ဇလန်တစ်ပုဒ်ကိုဆက်သွားရအောင်မေယာရဲ့ညီယောက်ဆန်နာကအားပေးမှုတွေနဲ့ပြည့်နှက်နေတဲ့ထိထိမိမိ message တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။သူဟာတိုက်ပွဲအတွင်းမှာထောက်တနေရာမှာသူ့ဘေးမှာရှိနေခဲ့ပါတယ်။ message ဟာသူ့ရဲ့ Instagram အကောင့်ကနေရောက်ရှိလာပြီးခိုင်ရီပရိသတ်တွေကြားမှာအလင်းအမြန်ပြန့်နှံ့သွားခဲ့ပြီးကြဲပြန့်တုံ့ပြန်ခဲ့ကြပါတယ်။အော်လက်ဆန်ဒါကညီကိုနှစ်ယောက်ကြားကဆက်ဆံရေးနဲ့အားပေးမှုရဲ့အစွမ်းတတ္တိကိုပြသတဲ့စကားလုံးတွေကိုရေးသားခဲ့ပြီးအေယာကအားကစားအတွင်းနဲ့အပြင်မှာပေးဆောင်တဲ့အရာအလုံးအပေါ်သူ့ရဲ့ဂုဏ်ယူဝင့်ကြွားမှုကိုဖော်ပြခဲ့ပါတယ်။နေရာရဲ့တန်ဖိုးဟာ
အောင်ပွဲတွေဒါမှမဟုတ်နောက်ဆုံးရလဒ်တွေနဲ့သာမကအခြေအနေဘလို့ပဲဖြစ်ဖြစ်တင်ယူမှုနဲ့ဇွဲလုံးလဝီရရှိမှုပေါ်မှာပါဆက်ဆက်နေတယ်လို့သူကအလေးပေးပြောကြားခဲ့ပါတယ်သူ့အကိုလုပ်ခဲ့တဲ့အရာအလုံးနဲ့ဆက်လက်လှုပ်ဆောင်နေတဲ့အရာအလုံးပေါ်အလွန်ကုန်ယူမိတယ်လို့သူကပြောပါတယ်ဘာလို့လဲဆိုတော့အောင်ပွဲခံတဲ့အချိန်တွေပဲဖြစ်ဖြစ်တင်ယူတဲ့အချိန်တွေပဲဖြစ်ဖြစ်အတွေ့အကြုံတိုင်းဟာမတူညီတဲ့တန်ဖိုးနဲ့အတိတ်ပဲတွေရှိလို့ပါခီးကိုတခဏဒါမှမဟုတ်ရလက်တစ်ခုလေးနဲ့မတိုင်းတာဘူးဆိုတာကိုထည့်သွင်းစဉ်းစားပြီးဖြစ်ပျက်ခဲ့တဲ့အရာအလုံးအတွက်ဖရာသခင်ကိုအမြဲကျေးဇူးတင်ကြောင်းလည်းဖော်ပြခဲ့ပါတယ်အထူးသဖြင့်အခက်ခဲဆုံးအချိန်တွေမှာပရိသတ်တွေကအလက်ဆန္ဒနဲ့အတူအရာကိုမြင်တွေ့ခဲ့ရလို့ဒီစကားလုံးတွေဟာနောက်လိုက်တွေကြားမှာပိုပြီးအရေးပါလာခဲ့ပါတယ်ဂီတသူရေးခဲ့တာကခက်ခဲတဲ့ညတညပြီးနောက်အားပေးမှုတစ်ခုတည်းမဟုတ်ပဲအဖွဲ့နဲ့မိသားစုကလှောင်အိမ်ထဲမှာဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကိုတာမကပိုကြီးမားတဲ့ပုံရိပ်ကိုကြည့်ရှုကြောင်းအတည်ပြုတဲ့ message တစ်ခုလို့လူအများကယူဆကြပါတယ်မှတ်ချက်တွေနဲ့တုံ့ပြန်မှုတွေထဲမှာဒီ message ဟာချန်ပီယံတွေရဲ့စိတ်နေသဘောထားကိုထင်ဟပ်စေတယ်လို့တချို့ကမြင်ကြပါတယ်ရလက်တိုင်းကိုအဆုံးအဖြစ်မယူဆဘဲစိန်ခေါ်မှုတွေနဲ့သင်ခန်းစာတွေနဲ့ပြည့်နှက်နေတဲ့ခီးရှည်တစ်ခုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ်သတ်မှတ်ကြပါတယ်နောက်ဆုံးမှာတော့အလက်ဆန္ဒရဲ့ message ကရှင်းလင်းပြတ်သားပြီးဓာတ်ရိုက်ဖြစ်နေသေးပါပဲစစ်မှန်တဲ့အားပေးမှုဆိုတာအခြေအနေတိုင်းမှာပေါ်လာပြီးလေးစားမှုနဲ့ဂုဏ်ယူဝင့်ကြွားမှုဟာအောင်ပွဲခံတဲ့အချိန်တွေနဲ့တာမကခံနိုင်ရှိမှုနဲ့ပြန်လည်ထမြောက်လာတဲ့အချိန်တွေနဲ့ပါဆက်ဆက်နေတယ်ဆိုတာပါပဲပြန်လည်ရေးသားချက်ကိုဒီမှာကြည့်ပါတခြားသတင်းတစ်ပုဒ်ကိုသွားပါချက်စတင်ကိုရှုံးနေပြီးနောက်အာရီယာရှုံးနေပြီးနောက်အထူးသဖြင့်ပရိသတ်ချို့ကတိုက်ခိုက်ရေးလောကအတွင်းအငင်းပွားဖွယ်ရာများစွာကိုဖြစ်ပေါ်စေသည့်ရလဒ်ကိုဂုဏ်ပြုကြပြီးနောက်ဟန်ဆက်သည်ထင်ရှားသောကြေညာချက်များထုတ်ပြန်ခဲ့သည်မကြာသေးမီလများအတွင်းယင်းဤကစားသမားဘဝတွင်ပထမဆုံးရှုံးနိမ့်မှုကိုလည်းကြုံတွေ့ခဲ့ရသောဟန်ဆက်သည်ကိုတွေ့အတွေ့အကြုံမှပြောဆိုနေပုံရသည့်ထို့ကြောင့်သူ၏စကားများသည်ကွဲပြားပြီးတိုက်ပွဲရလဒ်အပေါ်မှတ်ချက်ပေးခြင်းထက်ပိုမိုနှက်ဆိုင်သောကိုတည်ဆောင်ထားသည်ရှုံးနိမ့်ခြင်းသည်မြည်သည့်တိုက်ခိုက်ရေးသမား၏ခီး၏အစိတ်ပိုင်းဖြစ်ပြီးရှုံးနိမ့်သည့်အခိုက်အတန့်တွင်မဟုတ်ဘဲပြန်လည်ရောက်ရှိသည့်လမ်းတွင်ရှိကြောင်းကင်းကထောက်ပြခဲ့သည်လူများအထူးသဖြင့်အခြားသူများ၏ရှုံးနိမ့်မှုကိုဝမ်းမြောက်သူများသည်ဤအားကစားတွင်ဘယ်တော့မှကြီးကျယ်မြင့်မြတ်မှုသို့မရောက်နိုင်ကြောင်းဟန်ဆက်ကပြောကြားခဲ့သည်အဘဲကြောင့်ဆိုသောတေးဂီတစစ်မှန်သောတိုက်ပွဲသည်တိုက်ခိုက်ရေးသမားများသည်လှောင်အိမ်တွင်ပေါ်လာမှုတိုင်း၏နောက်ွယ်တွင်ဆွလွတ်အနစ်နာခံမှု၏အတိုင်းအတာကိုနားလည်ပြီးလှုပ်ဆောင်ကြသောကြောင့်ဖြစ်သည်အောင်ပွဲနှင့်ရှုံးနိမ့်သည့်အခိုက်အတန့်များတွင်ပြိုင်ဘက်များကိုလေးစားခြင်းသည်စစ်မှန်သောချန်ပီယံများဖြစ်စေသည်ဟုလင်းကထပ်လောင်းပြောကြားခဲ့သည်သူ၏ကြေညာချက်များသည်ပရိသတ်အများပြားထံမှထောက်ခံမှုရရှိခဲ့ပြီးအထူးသဖြင့်စကားလုံးများသည်အချိန်မှန်တွင်ရောက်ရှိလာသည်ဟုလူအများကခံစားရသောကြောင့်ဖြစ်သည်ဤရာရှုံးနိမ့်ပြီးနောက်ကြီးမားသောရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားပြီးနောက်အချို့ကရင်းသတင်းစကားသည်လူတဦးတစ်ယောက်တည်းအတွက်ကာကွယ်ခြင်းသာမကအားကစားသည်လှောင်ပြောင်သောကြာရှုံးမှုများပေါ်တွင်တိဆောက်ထားခြင်းမဟုတ်ကြောင်းသတိပေးသည့်သတင်းစကားတစ်ခုဟုယူဆခဲ့ကြသည်တစ်ချိန်တည်းမှာပင်မနေ့ညကဤရာကိုကာကွယ်ရန်ကော်နာလဲပေါ်လာခဲ့သည်အစပိုင်းတွင်ဖြစ်ပျက်ခဲ့သည်မှာကံမကောင်းကြောင်းနှင့်ရက်တန့်ခြင်းသို့မဟုတ်ဆုတ်ခွာခြင်းသည်ကြည့်ရှုရန်ခက်ခဲကြောင်းဖော်ပြခဲ့တော်လဲသူ၏နောက်ဆုံးရည်တည်ချက်မှာဤရာကိုထောက်ခံခြင်းနှင့်တိုက်ပွဲတွင်သူပေးဆောင်ခဲ့သည့်အရာကိုရှော့ချခြင်းမပြုရန်ရိမ့်ရန်ခဲ့သည့်တုံ့ပြန်မှုများဆက်လက်ဖြစ်ပေါ်နေတော်လဲသတင်းစကားသည်ရှင်းလင်းနေစေဖြစ်သည်ရှုံးနိမ့်ခြင်းသည်ကစားသမားဘဝကိုအဆုံးသတ်စေခြင်းမရှိကြောင်းနှင့်တိုက်ခိုက်ရေးသမားတဦးလဲကျပြီးနောက်ထိပ်ဆုံးသို့ရောက်ရှိရန်ပိုမိုခိုင်မာပြီးပိုမိုစိတ်ပိုင်းဖြတ်ထားသည့်အခါစစ်မှန်သောလေးစားမှုကိုပြသသည့်အချင်းချုပ်နောက်ထပ်ဇလန်းတစ်ပုဒ်သို့ဆက်သွားရမည်ဆိုလျင်အာမန်သည်မကြသေးမီကဖြစ်ရများအပြီးတွင်အထူးသဖြင့်မနေ့ညကဆက်သွားရမည်ဆိုလျင်အာမန်သည်မကြသေးမီကဖြစ်ရများအားပြီးတွင်အထူးသဖြင့်မနေ့ညကတိုက်ပွဲ၏ရလဒ်ကိုလောင်းကြီးထပ်ပြီးနောက်ဒေါ်လာတန်ပေါင်းများစွာအထိအမျက်ဆုံးများစွာရရှိခဲ့ကြောင်းထုတ်ဖော်ပြီးနောက်လူမှုမီဒီယာတွင်ကင်း၏လှုံ့ဆော်မှုဆိုင်ရာဖော်ပြချက်များကြောင့်ဒေါသထွက်ခဲ့သည်ပရိသတ်များ၏တုံ့ပြန်မှုများကြားတွင်ဤရာထံသတင်းစကားပေးပို့ခြင်းဖြင့်အငင်းပွားမှုများပုံမထည့်သွင်းရန်ဆုံးဖြတ်ခဲ့သည်ရေစရာကောင်းသည်မှာလူတိုင်းကရင်းတို့၏ခံမှန်းချက်များနှင့်ရွေးချယ်မှုများကြောင့်ရင်းတို့ကိုယူသွတ်သည်ဟုပြောဆိုနေကြတော်လဲနောက်ဆုံးတွင်ရလက်သည်ရင်းတို့ဘက်သို့ရောက်သွားခဲ့သည်ဟုအာမန်ကပြောကြားခဲ့သည်ပြီးတော့စေကူတာစေအတွက်ငွေလိုအပ်ရင်သူ့ကိုပြောပြရမယ်လို့ပြောတဲ့အခါတုံ့ပြန်မှုတွေအများကြီးဖြစ်ပေါ်စေတဲ့မှတ်ချက်တစ်ခုတေးဂီတာပေးခဲ့ပါတယ်ဒီစကားဟာပရိသတ်တွေကြားမှာအယမ်းမြင်မြန်ပြန့်နှံ့သွားပြီးတချို့ကတိုက်ခိုက်ရေးသမားတွေကြားကတာမန်ဟာတာတစ်ခုလို့ယူဆကြပြီးတချို့ကတော့ပြိုင်ပွဲစည်းကိုကြော်ပြီးခက်ခဲတဲ့ညတညအပြီးမှာတိုက်ရိုက်ရန်စမှုတစ်ခုအဖြစ်မြင်ကြပါတယ်ဒါပေမဲ့ဇလန်းက
အဲ့ဒီမှာတင်မပြီးဆုံးခဲ့ပါဘူး။ဘာလို့လဲဆိုတော့ Arman ကပွဲမစခင် Justin ကိုကတိပေးခဲ့ပြီးအဲရကိုအနိုင်ယူနိုင်ရင်အောင်ပွဲရဖို့အတွက်အထူးဆုလက်အနေနဲ့သူလိုချင်တဲ့ track ကားတိုင်းကိုဝယ်ပေးမယ်လို့ပြောခဲ့ပါတယ်။ပွဲပြီးဆုံးပြီးအောင်ပွဲရပြီးနောက်ကတိကိုဖြည့်ဆည်းဖို့အချိန်ရောက်ပါပြီဖြန့်ဝေထားတဲ့အတိုင်း Justin က Ram Track ကားကိုရွေးချယ်ပြီးအောင်ပွဲခံတဲ့လေထုထဲမှာဝယ်ယူဖို့ရွေးချယ်ခဲ့ပါတယ်။ဒီရွေးချယ်မှုကိုစီစဉ်ရမှာ Dana White ရဲ့အခန်းကဏ္ဍကလည်းပေါ်လာခဲ့ပြီးလှောင်ပြောင်တဲ့မှတ်ချက်တွေနဲ့ကြီးမားတဲ့အလောင်းစားတွေကြားမှာပရိသတ်တွေရဲ့ပြောစရာဖြစ်လာတဲ့ဇာတ်လမ်းကိုအထူးထိတွေ့မှုတစ်ခုထပ်ထည့်ပေးခဲ့ပါတယ်။မမျှော်လင့်ထားတဲ့လမ်းညွှန်မှုတွေကဆက်လက်ဖြစ်ပေါ်ခဲ့ပြီးလှောင်အိမ်တွင်းနဲ့အပြင်ဘက်မှာဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကိုဆွေးနွေးမှုတွေဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်အားမဟာကြော်ညာတွေရဲ့အခိုက်အတန့်တိုင်းကိုပျော်ရွှင်နေပုံရပြီးမျှော်လင့်ချက်တွေကိုယုံကြည်တာဟာတခါတရံမှာကြီးမားတဲ့အောင်မြင်မှုတွေနဲ့မမေ့နိုင်စရာခိုက်တန့်တွေဖြစ်ပြောင်းလဲသွားတတ်တယ်ဆိုတာကိုသူ့ကိုယ်ပိုင်နည်းလမ်းနဲ့အတည်ပြုပေးခဲ့ပါတယ်။အချင်းချုပ်အနေနဲ့ကတော့နောက်ထပ်ဇလန်းတစ်ပုဒ်ကိုဆက်သွားရအောင်ဒန်နာဝဲကကြီးမားတဲ့ပွဲပြီးမှလှောင်အိမ်ထဲမှာကြုံတွေ့ခဲ့ရတဲ့ခက်ခဲတဲ့ညတညအပြီးမှာဒလိုက်ဂျာရဲ့ကျမ်းမာရေးအခြေအနေကိုအသေးစိတ်အချက်လက်သစ်တွေကိုထုတ်ဖော်ပြောကြားခဲ့ပါတယ်။သူကဒလိုက်ဂျာကိုတိုက်ပွဲအပြီးမှာဆေးရုံကိုပို့ဆောင်ခဲ့ရပြီးသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေဟာပြင်းထန်တဲ့ရင်ဆိုင်မှုတံကိုရှင်းရှင်းလင်းလင်းခံခဲ့ရတယ်လို့ရှင်းပြခဲ့ပါတယ်။ဒန်နာကဒလိုက်ဂျာရဲ့မျက်နှာမှာတိတိတတ်တာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးသူဟာဆရာဝန်မဟုတ်သလိုတရားဝင်ယောဂရှာဖွေမှုကိုလည်းအတိမပြုနိုင်ပေမဲ့မျက်လုံးပုံသဏ္ဍာန်ကအယိုးကျိုးနိုင်ခြေကိုညွှန်ပြနေတယ်လို့ယုံကြည်ကြောင်းပြောပါတယ်။ဒါပေမဲ့ဒါဟာကိုရေးကိုယ်တာခံမှန်းချက်တစ်ခုသာဖြစ်ပြီးအတိပြုထားတဲ့အချက်လက်တွေမဟုတ်ပဲအခုဦးစားပေးကတိုက်ပွဲပြန်ဝင်ဖို့မဟုတ်ပဲအပြည့်အဝပြန်လည်ကောင်းမွန်လာဖို့နဲ့ကျန်းမာရေးပြန်လည်ကောင်းမွန်လာဖို့ပဲလို့အလေးပေးပြောကြားခဲ့ပါတယ်။ဒလိုက်ဂျာအတွက်သူ့ရဲ့လက်ရှိအစီအစဉ်ကအလွန်ရှင်းလင်းပါတယ်။အိမ်ပြန်ဖို့အနားယူဖို့ပြန်လည်ကောင်းမွန်လာဖို့လိုအပ်တဲ့အချိန်ယူဖို့နဲ့ဘာမှမတွေးဖို့ပါတိုက်ပွဲအသစ်တစ်ခုလာတော့မှဖြစ်ပြီးဖြစ်ပျက်ခဲ့တာကသူ့အတွက်အရန်ခက်ခဲတဲ့ညတညဖြစ်ပြီးအခုအရေးကြီးဆုံးအရာကကျန်းမာပြီးအပြည့်အဝပြန်လည်ကောင်းမွန်လာဖို့ပဲလို့အတည်ပြုပြောကြားခဲ့ပါတယ်။ဒန်နာကငွေကြေးစုလက်တွေအကြောင်းဆက်ပြောပြီးဒီညပွဲကအကောင်းဆုံးတိုက်ပွဲဆုရခဲ့ပြီးဆွမ်းဆောင်ရည်ဆုတွေကို Justin နဲ့ကန်တို့ကရရှိခဲ့တယ်လို့ရှင်းပြခဲ့ပါတယ်။ Justin ကစုစုပေါင်းဒေါ်လာ9000ဆုငွေနဲ့ထွက်ခွာသွားခဲ့ပြီးပရိသတ်တွေကြားမှာအပြန်အလှန်ဆက်သွယ်မှုတွေအများကြီးရစေခဲ့တယ်လို့ဖွင့်ဟခဲ့ပါတယ်။ဒန်နာကအိမ်ဖြူတော်မှာဒီပွဲကိုကျင်းပတာနဲ့ပတ်သက်ပြီးလည်းပြောကြားခဲ့ပြီးဒီလိုအတွေ့အကြုံမျိုးနောက်တစ်ခါထပ်မဖြစ်စေချင်ဘူးလို့ပြောကြားခဲ့ပြီးကုန်ကျစရိတ်ကအရန်များပြီးထက်ခါတလဲလဲမထိမ့်သိမ့်နိုင်ဘူးလို့ရှင်းပြခဲ့ပါတယ်။ဒီပွဲပြီးရင်ငွေကြေးပြန်ကောင်းဖို့တစ်နှစ်လုံးအချိန်ယူရတယ်လို့နောက်ပြောင်ပြီးပြောပါတယ်။နောက်ဆုံးအနေနဲ့နောက်နှစ်မှာတပ်သားတွေအတွက်အထူးပွဲတစ်ခုကျင်းပဖို့ဆွေးနွေးမှုတွေရှိတယ်လို့ပြောကြားခဲ့ပြီးဒီလိုပွဲတွေကိုအကောင့်ထဲပေါ်ဖို့တိတာထင်ရှားတဲ့အစီအစဉ်တွေနဲ့ကျေပြန့်တဲ့ပံ့ပိုးမှုတွေလိုအပ်ပေမဲ့နောက်တစ်ချိန်မှာစနစ်တကျစီစဉ်ပြီးရင်ဖြစ်လာနိုင်တယ်လို့ယုံကြည်ကြောင်းအလေးပေးပြောကြားခဲ့ပါတယ်။ပြန်လည်ဖော်ပြချက်ကတော့နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်ပြောရရင် Daniel Cormier က Eric Trump နဲ့ဆက်ဆက်နေတဲ့သူ့ရဲ့အကောင့်မှာမကြသေးခင်ကဖြန့်ဝေခဲ့တဲ့ post တွေကိုတုံ့ပြန်ပြီးနောက်အငြင်းပွားမှုတွေကြေကြေပြန့်ပြန့်ပေါ်ပေါက်ခဲ့ပါတယ်။လူထုနဲ့မီဒီယာတွေကြားမှာအငြင်းပွားမှုတွေပိုမိုပြင်းထန်လာတာနဲ့အမျှ Daniel ကသူ့ရဲ့ယက်တီချက်ကိုတိုက်ရိုက်ရှင်းလင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူ့ရဲ့ကြေညာချက်အတွင်းမှာသူက post တွေဟာလုံးဝမှားယွင်းနေတယ်လို့အလေးပေးပြောကြားခဲ့ပြီးလူတွေဘလောက်မြန်မြန်ယုံကြည်ကြလဲဆိုတာကိုအံ့အားသင့်မိကြောင်းဖော်ပြခဲ့ပါတယ်။ဒီ post တွေဟာသူ့ရဲ့အမြင်ကိုကိုစားပြုတာဒါမှမဟုတ်သူ့ရဲ့ကိုယ်ရေးကိုယ်တာကနေဆင်းသက်လာတာလို့လူအများကယုံကြည်နေကြတာကိုသူနားမလည်နိုင်ဘူးလို့ပြောပါတယ်။ဖြစ်ပျက်ခဲ့တာတွေဟာhack ခံရတာဒါမှမဟုတ်အကောင့်ပြဿနာကြောင့်လို့ထင်ရပြီးအတိမပြုပဲဒီလို post တွေကိုယုံကြည်တဲ့အတွေ့ကသူ့အတွက်ထူးဆန်းတယ်လို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။ message တွေတင်ခဲ့လာလို့တိုက်ရိုက်မိတဲ့အခါသူကလုံးဝညှင်းဆိုခဲ့ပြအဲ့ဒီလိုလုပ်ဖို့အကြောင်းမရှိဘူးလို့အတည်ပြုခဲ့ပါတယ်။တချို့လူတွေကဒီသတင်းကိုကိုင်တွယ်ပုံကိုလည်းအံ့အားသင့်ပုံရပြီးတရားဝင်ရှင်းလင်းချက်တစ်စုံတရာကိုမဆောင်ဘဲသတင်းကိုခိုင်မာတဲ့အချက်လက်တစ်ခုလိုဖြန့်ဝေဖို့အလင်းဆက်လို့လှုံ့ဆော်ခဲ့ကြတယ်လို့အလေးပေးပြောကြားခဲ့ပါတယ်။ပြန့်နှံ့နေတဲ့ဏီကုန်းချုပ်ချက်အများစုဟာလက်တွေ့နဲ့ဝေးကွာနေတယ်လို့သူကအလေးပေးပြောကြားခဲ့ပါတယ်။အင်တာဗျူးအတွင်းမှာသတင်းထောက်တချို့က post တွေဟာသူ့ရဲ့အကောင့်ကနေထုတ်ဝေခဲ့တာဖြစ်ကြောင်းဖော်ပြခဲ့ပေမဲ့ဒန်နီယယ်ကဒီဏီကုန်းချုပ်ချက်ကိုညှင်းပယ်ခဲ့ပြီးပြန့်နှံ့နေတဲ့အကောင့်ဟာမှားယွင်းတယ်လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။အလင်းစလိုစီရင်ချက်ချတာကပြဿနာကိုအလွန်ကျွံဖြစ်စေတယ်လို့ခံစားရတဲ့တက်ရောက်သူတချို့ရဲ့ထောက်ခံမှုကိုလည်းရရှိခဲ့ပါတယ်။အမျိုးအစားခွဲခြားညှင်းဆိုမှုများနှင့်မီဒီယာများတွင်အငြင်းပွားမှုများကြားတွင်မကြာသေးမီကာလများ